ကျွန်တော်တို့ရဲ့ဒီနေ့ဗီဒီယိုမှာတော့နောက်ွယ်အပိုင်း6ကနေပြီးတော့အပိုင်း30ထိစုစုပေါင်း9ပိုင်းပါတယ်ပေါ့နော်ကျွန်တော်တို့မယ်ကတော့ဒါပြီပါနောက်ွယ်အပိုင်း6လမ်းစီစီရရတဲ့သတင်းစာနာကမင်းတက်ရှင်အတွက်တော့လမ်းစာတစ်ခုလိုဖြစ်ခဲ့ပေမဲ့အဲ့ဒီလမ်းကမထင်မှတ်လောက်အောင်ကျေပြန့်နေမှသူသဘောပေါက်လာခဲ့တယ်ငင်းကြအောင်ဒီနမရမျိုးတွေကလူတော်များကြားဘူးကြရင်မဲ့သူ့ရဲ့တကယ်လုပ်ငန်းတွေနောက်ွယ်ပတ်သက်ဆက်နွယ်မှုတွေကတော့ဘသူမှမတီးကြမတီးကြဘူးအပေါ်ရမှာတော့သူကအောင်မြင်တဲ့ဆောက်လုပ်ရေးလုပ်ငန်းရှင်တွင်းကုန်ထုတ်ကုန်လုပ်ငန်းရှင်တယောက်ဒါပေမဲ့လန်စီပြောခဲ့သလိုပဲသူ့ရဲ့နောက်ွယ်အရေးတရားအရန်ကိုမှောင်မဲလို့နေအင်းနဲ့ချင်းကလန်စီကိုချင်းကပ်ဖို့ကြိုးစားတယ်လက်ပိတ်တိုင်းမှာသူ့ကိုမဟုတ်ပြီးတော့တင်းတွေထပ်ပြီးတော့မေးတယ်လန်စီကလည်းငွေရောတူတီးသမျှအလုံးကိုပြောပြတယ်ငင်းကြောင်ကအလုပ်တွေအများကြီးလုပ်တယ်ညီလေးရဲ့ဆောက်လုပ်ရေးကုန်တယ်ရေးပြီးမျိုးစုံမှာတူပိုင်တဲ့ကိုတောင်ကြီးရှိတယ်အဲ့ကိုတောင်ကြီးမှာဘာတွေတူတောင်လဲဆိုတော့ဘသူကမှတခြားမသိဘူးတခါလေညဘက်တွေမှာကုန်တင်ကားကြီးတွေအဝင်ထွက်ရှိရဆိုတော့သတင်းကြားတယ်ကုန်တို့ဘက်ကအဲ့ကိုတောင်တွေရဲ့လုံခြုံရေးကိုတောင်းယူထားရတာမျိုးစုံကကိုတောင်နေကုန်တင်ကားကြီးတွေဒီအချက်ကမင်းတက်ရှင်ရဲ့စိတ်ဝင်စားမှုကိုလုံးဝဖန်ဆားသွားတယ်ဒါကငင်းကြောင်ရဲ့တရားမဝင်တဲ့လုပ်ငန်းတွေနဲ့ပတ်သက်နေတော့တယ်အဲ့ကိုတောင်တွေကဘယ်နှမှာရှိတယ်တီလာကိုလန်စီကခေါင်းခါပြီးတော့အတိအကျတော့ငါမသိဘူးကမျိုးနောက်ဘက်ချမ်းနေကန်းသားမှာတော့ငါကြားဘူးတယ်ဒါပေမဲ့အဲ့ဘက်ကလူပြက်တယ်သွားဖို့ကမလွယ်ဘူးမင်းဘာဟုတ်ဓာတွေကိုသိကျင်နေရလဲအန်ဒီရရမ်းများရင်တော့ညီလေးတော်တင်းရအောင်ဆောင်ပြီးဆောင်မေးကြည့်တာပါကိုစိတ်မပူပါနဲ့မင်းတက်ချင်းကလိန်ပြောလိုက်ရင်ပဲသူ့ရဲ့စိတ်ထဲမှာအဲ့ကိုအောင်တွေကိုကြောက်အောင်တော့သူထုံးမချလိုက်ပြီသူလန်စီစီကနောက်တဲ့သတင်းချလိုက်အချို့ကိုရယူပြီးတဲ့နောက်မှာတော့ကိုရိုင်းကွင်းစင်းလေးလာကိုပြင်ဆင်တော့တယ်သူမျိုးနောက်ဘက်ချမ်းကိုသွားမဲ့ဘတ်ကားလိုင်းတွေကိုလေးလာတယ်ကိုရောင်နေမှာရှိနေလောက်မဲ့နေရာတွေကိုမြေပုံပေါ်မှာအကြမ်းပြင်းမှန်းဆကြည့်တယ်တရက်တော့သူကြောင်းလစ်ပြီးမျိုးနောက်ဘက်ချမ်းကိုထွက်လာခဲ့တယ်ဘတ်ကားပေါ်အဆင်းပြီးတဲ့နောက်လူသူကင်းမဲ့တဲ့လမ်းတွေအတိုင်းသူလမ်းလျှောက်လာတယ်ပဝင်းကျင်ကဆက်ရုံအဟောင်းတွေစွန့်ပစ်ထားတဲ့မြေကွက်လက်တွေနဲ့ပြည့်နေနေတယ်ပေလူထဲမှာဘုံဘုံတွေနဲ့စီကြီးခိုးနှံတွေကရောရှက်နေတယ်သူလမ်းလျှောက်လာရင်လည်းအဝေးနေရာမှာတော့အလုံးပိတ်ထားတဲ့ခြံဝန်းကျဲတခုကိုသူလမ်းတွေးလိုက်ရတယ်ခြံစည်းရိုးကတန်ဆူးကြိုးတွေနဲ့မြင်မားစွာကန်နာပြီးတော့ဝင်ပေါက်မှာတန်တကားကြီးတစ်ခုကရှိတယ်တကားဘေးကအဆောင်ယုံငယ်လေးမှာလူနှစ်ယောက်ထိုင်နေတာကိုသူလမ်းမြင်လိုက်ရတယ်ခြံဝင်းထဲမှာတော့ကိုရောင်ကြီး၃လေးလုံးရှိတယ်ဒါကငင်းချောင်းရဲ့ကိုရောင်နေပြရမယ်သူချင်းကပ်ဖို့မကြိုးစားသေးပဲအဝေးကနေပဲခြေတွေကိုလှမ်းကန်ခဲ့အကဲခတ်လိုက်တယ်ခြံဝင်းပတ်လည်မှာလုံခြုံရေးကင်မရာတွေတက်ဆင်လာတာကိုတွေ့ရတယ်အဆောင်တွေကလည်းတာမန်အဆောင်တွေမဟုတ်ဂုံးရက်လူတွေဖြစ်ဖို့များတယ်သူအဲ့နေရာမှာအချိန်တော်ကြာအောင်ပုံအောင်နေနဲ့စောင့်ကြည့်နေမိတယ်နေ့လယ်ပိုင်းမှာတော့ကုန်တင်ကားအသီးခြံဝင်းနဲ့ဝင်လာတာကိုတွေ့လိုက်ရတယ်ကားပေါ်မှာဘာတွေပါသွားလဲဆိုတာကိုတော့သူမမြင်ရဘူးညနေဆောင်နောက်ထပ်ကုန်တင်ကားကြီးတစ်စီးကခြံဝင်းထဲကိုဝင်သွားတယ်သူ့မှာတေချာရဲ့တက်တေထားမရှိပေမဲ့အဲ့ကိုအောင်နေမှာတခုခုတော့လှုပ်ဝထားရမှန်းသူယုံကြည်လိုက်တယ်ဒါပေမဲ့ဒီခြံဝင်းထဲကိုဘယ်လိုဝင်ရောက်ဆောင်ရမလဲလုံခြုံရေးကတအားကိုတင်းကျပ်လွန်တယ်သူမှောင်သားပြူလာတော့အဲ့နေရာကနေတိတ်ဆိတ်ပြတ်ထွက်လာခဲ့တယ်သူ့စိတ်ထဲမှာအတွေးပေါင်းစုံနဲ့အဲ့ကိုအောင်တွေကသူ့ရဲ့ပထမဆုံးပြည့်မဲ့ဖြစ်လာနိုင်ပေမဲ့အန်ဒီကလည်းအလုံးကိုကြီးမားလွန်တယ်အိမ်မရောက်တော့ရဲရင်တက်ကသူ့အခန်းထဲမှာတိုက်ထိုးလေးချင်းကလုံနေတာကိုတွေ့လိုက်ရတယ်ရဲရင်တက်ကအောင်မကျဆုံးပြီးတဲ့နောက်ပိုင်းမှာကိုယ့်ကိုအားရှိအောင်လို့ဆိုပြီးဒေးစင်ကန်တွေကိုပုံမှန်လုပ်နေခဲ့တယ်သူ့ရဲ့ကူလုံးခုံပေါက်ကလည်းအရင်ကလည်းတတိယစာပုံမှုပြီးတော့တောင်းတင်းလာခဲ့တယ်ရှင်းသက်ပြန်လာပြီလားမင်းနေ့ဘယ်ရောက်နေရလဲရဲရင်တက်ကလေးချင်းကလုံနေတာကိုရပ်ပြီးတော့မေးလိုက်တယ်ငါမျိုးတော့ဘက်ချမ်းကိုသွားကြည့်တာပါတော့လို့လဲမင်းတက်ချင်းကသူတွေ့ခဲ့တဲ့ကိုရောင်နေအကြောင်းလုံခြုံရေးရှင်နေတဲ့အကြောင်းကိုရဲရင်တက်ကိုပြောပြလိုက်တယ်ရဲရင်တက်ကစိတ်လှုပ်ရှားသွားတယ်ဒါဆိုရင်အဲ့မှာငိမ့်ကြောင်ရဲ့မကောင်းတဲ့ပစ္စည်းရှိနေမှာပေါ့ငါတို့အဲ့နေရာကိုဝင်စီးရအောင်လေမင်းတက်ချင်းကခေါင်းခါပြလိုက်တယ်မလွယ်ဘူးရဲလင်းလုံခြုံရေးကတော့တင်းကျပ်တယ်ငါတို့နေရာတွေနဲ့ဝင်လို့မရအောင်ပြီးတော့အထဲမှာဘာရှိလဲဆိုတာငါတို့တရားမသိသေးဘူးဒါဆိုရင်ဘယ်လိုလုပ်မလဲဒီတိုင်းကြည့်နေုံပဲလားရဲရင်တက်ကစိတ်မရှိသလိုနဲ့ပြန်မေးလိုက်တယ်ငါတို့ခွင့်ရေးကိုစောင်းရမယ်အဲ့ကူတော်တွေကလည်းကုန်ပစ္စည်းတက်ထုတ်တဲ့အချိန်ဒါမှမဟုတ်တည်သွင်းတဲ့အချိန်တွေကိုစောင်းရမယ်အဲ့ဒီအချိန်ဆိုလို့ရှိရင်လုံခြုံရေးအားနေနိုင်တယ်ငါတို့အဲ့ကုန်တွေငါးလောက်ကိုလိုက်ပြီးဘယ်ကိုသွားလဲဘာပစ္စည်းတွေလဲဆိုတာကိုစုံစမ်းရမယ်မင်းတက်ချင်းကသူ့ရဲ့အစီအစဉ်ကိုတခြားရှင်းပြတယ်ရဲနဲ့ကခဏကြာတခြားစဉ်းစားပြီးတော့အေးမင်းပြောရလဲဟုတ်တယ်ဒါပေမဲ့အဲ့အချိန်ကိုအထိငါတို့ဘာလုပ်နေရပါလဲရဲနဲ့ကအဲ့လိုမျိုးပြန်မေးလိုက်တယ်ငါတို့ပြင်ဆင်ထားရမယ်လေမင်းလေးချိန်ကလုပ်နေတာကောင်းတယ်ငါတို့ကိုကာဝယ်နိုင်အောင်ပြင်ဆင်ထားရမယ်ပြီးတော့ငါတို့နောက်ထပ်အကူအညီလိုရင်ဘသူစီကရနိုင်မလဲဆိုတာကိုလည်းတခါရေးစဉ်းစားထားရမယ်အကူအညီဘသူစီကလဲရဲနဲ့ကပြန်မေးလိုက်တော့မင်းတက်ချင်းကငါတို့ရက်ပွက်ထဲကလူငယ်တချို့ဒါမှမဟုတ်ဂုံတို့ကိုမကျင်တဲ့အဖွဲ့အစည်းတွေကနေဖြစ်နိုင်တယ်ဒါပေမဲ့ဒါကနောက်ကစဉ်းစားရမယ့်ကိစ္စအခုလောဆယ်ငါတို့အကူအောင်တွေကိုလှုပ်ရှားမှုကိုတောင်းကြည့်ဖို့ကိုပဲဦးစားပေးရမယ်ရဲရင်တက်ကတက်တင်းချလိုက်တယ်အေးပါကွာမင်းစီတိုင်းပဲလုပ်ကြတာပေါ့ဒါပေမဲ့အရန်ကြီးတော့ချိန်မဆွဲရင်နော်ငါ့အိမ်ထဲမှာကပူလောင်နေပြီငါနားလေပါရဲငါလည်းမင်းလိုပါပဲဒါပေမဲ့ငါတို့အမားခံလို့မဖြစ်ဘူးတစ်ချက်မှရင်အားလုံးသုံးချောင်းသွားနေတယ်မင်းတက်စီရဲ့တကားရဲရင်တက်ကငြိမ်သက်သွားပြီသူ
သူမင်းတက်ရှင်ပခုံးပို့လိုက်ပြီးတော့ငါမင်းကိုယုံတယ်မင်းတက်ရှင်ကကောင်းချင်းပြရတယ်သူ့စိတ်ထဲမှာနောက်တစ်ဆင့်အတွက်အစီအစဉ်တွေကိုစတင်ချမှတ်နေပြီးကိုရောင်ရဲ့လှုပ်ရှားမှုကိုစောင့်ကြည့်ဖို့သူတရားရဲနဲ့မလုံလောက်တော့ဘူးသူ့မှာအကူအညီလိုမယ်ဘသူ့ကိုအကူအညီတောင်းရမလဲသူ့စိတ်ထဲမှာနာမည်တချို့ပေါ်လာတယ်ဒါပေမဲ့သူတို့ကိုဘယ်လိုချင်းကပ်ရမလဲဆိုတာကနောက်ထပ်စိန်ခေါ်မှုတစ်ခုပဲဖြစ်တယ်သူ့ရဲ့အမဲလိုက်မှုကပုံမရှုပ်ထွေးလာသလိုအန်ရယ်တွေကလည်းပို့ပြီးတော့နီးကပ်လာခဲ့ဒါပေမဲ့သူ့ရဲ့ခြေလမ်းတွေကရပ်တန့်သွားမှာမဟုတ်ဘူးအဲ့လိုနဲ့ပဲအပိုင်း6ကစတိတ်ခဲ့ရပေါ့နောက်ကွယ်အပိုင်းခွန်မင်းနောက်ဘက်ခြမ်းကကိုရောင်လေးချီကိုတားလို့ရပြီးတဲ့နောက်မှာတော့မိတက်ရှင်တယောက်သူ့ရဲ့စီနေအတွက်နောက်တစ်ဆင့်ကိုစတင်ပြီးတော့စဉ်းစားရတော့မယ်ဆိုတာကိုသိလိုက်တယ်အဲ့ကိုရောင်လေးရဲ့လှုပ်ရှားမှုကိုစောင့်ကြည့်ဖို့ကုန်တင်ကားတွေရဲ့ဝင်ထွက်တွေကိုမှတ်တမ်းနေဖို့ဆိုတာကသူတယောက်တည်းနဲ့မဖြစ်နိုင်ဘူးရင်းတက်ကကာအားဖြင့်အားကိုးရရင်မဲ့တလို့အချိန်ကြီးရပြီးတတိကြီးတော့စောင့်ကြည့်ရမယ်လို့မျိုးတော့သူကစိတ်မရှိလာဘူးသူကစိတ်မြင်လို့နဲ့သူ့ကယုံကြည်စိတ်ကြပြီးတော့အကင်းပါတဲ့လူတယောက်ရဲ့အကူအညီလိုတယ်အတူအကူအညီတောင်းရမလဲရက်ကွက်တွေကလူငယ်တွေလားသူတို့တွေကတချို့ဘက်ကဂုံးကိုမကျင်နေကြရင်မဲ့တလောက်ကြီးမားတဲ့အနေကိုရင်ဆိုင်ဖို့တော့တတိရှိပါမလားပြီးတော့သူတို့ကိုဘယ်လောက်ထိယုံကြည်လို့ရမှာလဲတရင်ပေါက်သွားရင်သူ့စီစဉ်တွေကပြသနိုင်လို့သူ့အသက်အန္တရာယ်ပါစိုးရင်ရတယ်သူ့စိတ်ထဲမှာနာမည်တချို့ကိုစဉ်းစားကြည့်ရနောက်ဆုံးတော့လူတစ်ယောက်ကိုသူသိရလိုက်တယ်သူ့နာမည်ကမျိုးစာနီကျော်ရက်ကွက်ထဲမှာသူ့ကိုဇာနီလို့အလွယ်ခေါ်ကြတယ်ဇာနီကသူ့တဲ့အသက်3နှစ်လောက်ကြီးပြီးတော့ကြောင်းထွက်ထားတယ်ရက်ကွက်ထဲမှာတော့ဟိုအလုပ်ဒီအလုပ်လုပ်ရင်သူကသာရေရိုးသားနဲ့ရေရိုးကုန်းနေရလို့ဖြစ်တယ်ဒါပေမဲ့သူကလမ်းမပေါ်မှာကြီးပြင်းလာတဲ့လူပြီးပြီးလူကက်ညက်ပြီးတော့အကင်းပါရဲ့အရေးကြီးဆုံးကလွန်ခဲ့တဲ့နှစ်လောက်ကဇာနီရဲ့မိဘတွေဖွင့်ထားတဲ့ကုန်းဆိုင်လေးကိုဂုံရဲ့တပည့်တွေကစက်ကြီးတောင်းတယ်မပေးနိုင်တော့ဆိုင်ကိုဖျက်ဆီးသွားခဲ့ဘူးတဲ့အဲ့ကလေးကဇာနီကဂုံတို့ဖွဲ့ကိုအညှိုးထားနေပေမဲ့သူ့မှာအင်အားမရှိတော့ဘာမှပြန်မလုပ်နိုင်ခဲ့ဘူးမင်းနဲ့ချင်းကဇာနီကိုချင်းကပ်ဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့ဘယ်လိုချင်းကပ်ရမလဲသူ့ရဲ့တကယ်ရည်ရွယ်ချက်ကိုတင်းချင်းဖွင့်ပြောလို့ရတယ်မဖြစ်ပြအောင်ဒီလိုနဲ့တရက်ညနေပိုင်းတော့ဇာနီလောက်ကပြန်လာကိုစောင့်နေမင်းတက်ချင်းကလမ်းထိပ်မှာသွားဆောင်နေလိုက်တယ်ဇာနီကစပင်းလေးနဲ့သူ့ကိုမြင်တော့အနေငယ်အောင်သလိုလဲကြည့်ရဲ့ဟဲ့အောင်ရှင်းတတ်ဘာလဲကွာဒီနားမှာဇာနီကစပင်းကိုတောက်ထောင်ရင်းနဲ့လမ်းမိလိုက်တယ်အကိုဇာနီစကားခဏတော့ပြောချင်လို့ပါအဆင်ပြေလားမသိဘူးဗျမင်းတက်ချင်းကလေးတန်းအေးအေးနဲ့မိလိုက်တယ်ဇာနီကသူ့ကိုတရားကြည့်တယ်အရင်ကသူတည့်ရဲ့ကြောက်တဲ့မျက်မှန်နဲ့ကောင်းလေးပုံစံမဟုတ်တော့ဘူးအေးပြောလေကွာဘာများလဲဘလို့ပါအကိုစီကကူညီတစ်ခုတော့တောင်းချင်လို့ပါဘာကူညီရပါလဲငါ့ပတ်စံသိမ့်မရှိဘူးနော်ဇာနီကရေရဲနဲ့ပြန်ပြောခဲ့တယ်ပတ်စံကိစ္စမဟုတ်ပါဘူးအကိုကျွန်တော်အကိုကိုအလုပ်တစ်ခုလောက်အပ်ချင်တာအခါချင်းဝယ်အောင်ကျွန်တော်တော့လောက်ပေးပါမယ်ဇာနီကနိုင်ငံမြောင်ကြိုသွားပြီးတော့ဘာလုပ်လဲမင်းငါ့ကိုဘာလို့လုပ်လန်တဲ့အားရတယ်လဲမင်းတက်ချင်းကဘေးဘီကိုတစ်ချက်ကြည့်လိုက်ပြီးတော့အတန်းကိုအနေငယ်နဲ့ညာကျွန်တော်အကိုလူတစုရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်ပေးစီခြင်းတယ်အထူးသဖြင့်သူတို့ရဲ့ကုန်ပစ္စည်းတွေတည်ဝတ်ဆောင်မှုအကြောင်းတွေကိုပဲဗျာဇာနီကမျက်နှာထားအနေငယ်တင်းမှသွားခဲ့တယ်ဘသူတွေလဲမင်းဘာလို့ဖို့ကြံနေရလဲရှင်းတတ်ကျွန်တော်ဘာမှမကောင်းတာလည်းကိုမဟုတ်ပါဘူးအကိုရဒီလိုဗျာကျွန်တော်တကယ်ကြီးအောက်ခန့်ကျော်ဘယ်လိုပြောသွားလဲအကိုလည်းတိမှာပါအဲ့ဒီကိစ္စမှာဂုံတို့ပါနေတယ်ဆိုတော့ကိုကျွန်တော်တန်တရားရှိရဲဒါပေမဲ့ကျွန်တော်ကတက်တည်မရှိဘူးမင်းတက်ရှင်ကအောက်ခန့်ကျော်နာမည်ကိုတမင်ထည့်သွင်းလိုက်တယ်ဒါကဇာနီရဲ့စိတ်ကိုလှုပ်ရှားနေနိုင်မှန်သူသိခဲ့တယ်လေဇာနီရဲ့မျိုးလုံးတွေကအယောင်လုံးဝပြောင်းသွားတယ်အောက်ခန့်ကျော်ရက်ွက်ထဲမှာလူကြီးလူကင်ပေါ်ပြီးတော့ယူသားတဲ့ကောင်လေးသူ့လိုရေးရသက်တစ်ဖက်ကဟိုဇာနီရတဲ့စိတ်မကောင်းဖြစ်ခဲ့တယ်အေးဂုံတို့လက်ချက်ပဲဖြစ်မှာအကောင်တွေကယုံပါပြီလားဒါနဲ့မင်းကငါ့ကိုဘာလို့စောင့်ကြည့်ခိုင်းနေနေတာလဲဂုံးကငိမ့်ကြောင်ဆိုလူတက်လို့လှုပ်ပေးနေတယ်မျိုးနောက်ဘက်ချင်းမြေကမ်းသားမှာငိမ့်ကြောင်ရဲ့ကူအောင်လေးရှိတယ်အဲ့ကူအောင်တွေကနေကုန်တင်ကားဝင်ထွက်ရှိတယ်ကျွန်တော်အခုအဲ့ကုန်တင်ကားတွေဘယ်ချိန်ဝင်တယ်ဘယ်ချိန်ထွက်တယ်ဘယ်ကိုဥတီသွားတယ်ဆိုတာကိုစောင့်ကြည့်ပြီးတော့မှတ်သားထားပြီးရင်းတယ်ဇာနီကသူ့ကိုမယုံသင်ကအကြည့်ဖြစ်မေးတယ်မင်းဓာရီကြည့်ပြီးဘာလုပ်ဖို့လဲဒါကရိုးသားမဟုတ်ဘူးဆိုတာမင်းသိလားအဲ့ဒီရဲ့အရမ်းများတယ်ငါတို့မင်းတေးလမ်းပဲရှိတယ်ကျွန်တော်သိပါတယ်အကိုဒါပေမဲ့ကျွန်တော်တို့ဒီတိုင်းလက်ပိုက်ကြီးနေလို့မဖြစ်တော့ဘူးလေဂုံးတို့ကောင်းနေတယ်လို့ဆက်ပြီးဗိုလ်ကြနေအောင်ခံနေရတော့မှလားအကိုဆိုင်ရဲ့ကိစ္စကိုလည်းကျွန်တော်မမေ့ပါဘူးကျွန်တော်ကတက်သိထားတာခိုင်လို့ရှိရင်တို့ကိုတနည်းနဲ့အေးအေးရနိုင်မလားလို့ပါမင်းလည်းချင်းကဇာနီရဲ့အာဏာချက်ကိုထိမိထောက်ပြလိုက်တယ်ဇာနီကိတ္တမြငိမ့်တက်သွားတယ်သူ့မျက်လုံးထဲမှာအတိတ်ကနာကျင်မှုတွေကပြန်ပေါ်လာသလိုမျိုးသူ့လက်သီးတွေစုပ်မိသွားတယ်မင်းကဘယ်လောက်ပေးမှလဲမင်းတက်ချင်းစိတ်ထဲကြိတ်ပြော်သွားတယ်ဇာနီကစိတ်ဝင်စားလာပြီးတော့ကျွန်တော်မှာပတ်ကအများကြီးတော့မရှိပါဘူးအကိုဒါပေမဲ့ကျွန်တော်ဆူထားတာလေးရှိပါတယ်အကိုရဲ့အချိန်နဲ့အန်ဒီရဲ့အတွက်တာယာတန်ကြီးတော့ပေးပါမယ်ပြီးတော့တနေ့နေ့ဒီကိစ္စအောင်မြင်သွားရင်အကိုအတွက်မင်းနဲ့ချင်းကဒီနေရာမှာသူ့ရဲ့စကားကိုချက်လိုက်ပြီးတော့ဇာနီရဲ့မျက်လုံးကိုစိုက်ကြည့်လိုက်တယ်အကျိုးမျိုးတစ်ခုခုတော့ရှိရပါမယ်ဇာနီကတပြင်းချလိုက်တယ်ကောင်းပြီလေငါစဉ်းစားရမယ်ဒါပေမဲ့ငါ့ကိုအချိန်နဲ့ပြီးတော့ဒီကိစ္စငါနဲ့မင်းနှစ်ယောက်တည်းပဲသိရမယ်တခြားဘယ်သူမှသိလို့မဖြစ်ဘူးစိတ်ကြပါကိုကျွန်တော်ဘယ်သူမှပြောရမှာမဟုတ်ဘူးရဲလေးတက်ကိုတော့တိတိပြောရမှာမဟုတ်ဘူးအေးဒါဆိုမနေ့ပြန်ငါ့ကိုဒီနေရာမှာလာပြန်လာတွေ့ဇာနီကအဲ့လိုပြောပြီးတော့ဆလိန်ကတက်ကထွက်သွားခဲ့တော့တယ်မင်းတက်ချင်းကထွက်သွားတဲ့ဇာနီရဲ့ကြောပင်ကိုကြည့်ရင်ရှင်ထဲမှာမျောလင်းချက်ရောင်ကြီးလေးတန်းလာသလိုခံစားလိုက်ရတယ်
ဇာနီကသူ့ကပါလာခဲ့သူ့ရဲ့အစီအစဉ်တွေကအချိန်ရတော့မယ်ဒါပေမဲ့လည်းတစ်ခုခုမိုင်းသွားရင်တော့ဆိုရယ်ဆိုရင်စိတ်ကလည်းသူ့မှာရှိနေသေးပဲသူအိမ်မရောက်တော့အောင်ခန်းကျော်ရဲ့တိုင်းဆောက်လေးကိုထုတ်ပလိုက်တယ်အောင်ခန်းကျော်ရဲ့လက်ရည်လေးတွေကိုကြည့်ရင်သူ့ရဲ့ဆုံးဖြတ်တွေကပုံမပြီးတော့ခိုင်မာလာခဲ့တယ်သူနောက်ဆုံးလို့ဖြစ်တော့သူ့ငယ်ချင်းနဲ့တရားမျှတမှုအတွက်သူရှေ့ဆက်ရတော့မယ်နောက်နေ့ညနေမှာမင်းထက်ချင်းကချိန်ထားတဲ့နေရာကိုရင်ထဲနဲ့ရောက်သွားပြန်တယ်ဇာနီကသူ့ထက်ရင်ကြောင်းနေတယ်ဘယ်လိုလဲကိုဇာနီအခုဆုံးဖြတ်ပြီးပြီလားဇာနီကသူ့ကိုခေါင်းချင်းပြလိုက်တယ်အေးငါမပြောတဲ့အတိုင်းလည်းဝေးမယ်ဒါပေမဲ့ငါမှာစီကံချက်တွေရှိတယ်ပထမချက်ကတော့ငါ့ရဲ့လုံခြုံရေးကိုမင်းအာမခံရမယ်ဒုတိယချက်ကငါရတဲ့သတင်းချက်လက်တွေကိုမင်းဘယ်လိုသုံးရမလဲဆိုတာငါ့ကိုအကြမ်းဖျင်းတော့သိခွင့်ပေးရမယ်ငါမတရားတဲ့ကိစ္စတွေမှာပါဝင်ပတ်သက်သူတွေမရှိဘူးမင်းတချင်းကချက်ချင်းခေါင်းချင်းလိုက်တယ်စိတ်ချပါကိုအကိုလုံခြုံရေးကျွန်တော်လုံခြုံရေးပဲကျွန်တော်ရဲ့ရည်ရွယ်ချက်တွေကတရားမျှတမှုအတွက်ပါဘယ်သူမှထိခိုက်နေတာတွေကိုမဟုတ်ပါဘူးကောင်းပြီဒါဆိုရင်ဘယ်ချိန်စားရမလဲအကိုစီပြေးချိန်စားလို့ရပါတယ်အဲ့ဒီကိုတော်တွေကမျိုးနောက်ဘက်ချင်းမြေကမ်းနားဘက်မှာကျွန်တော်အကိုကိုလမ်းပြရမယ်โอเคဒါဆိုလက်မဲ့အားစားရင်ကအလုပ်ချင်းစောစောချင်းပြီးတော့တွားကြည့်ရမယ်ကျေးဇူးတင်ပါတယ်ကိုဇာနီမင်းတက်ချင်းကသူ့မှာပါလာတဲ့ပတ်စံတွေကငွေတချို့ကိုထုတ်ပြီးတော့ဇာနီကိုပေးလိုက်တယ်ဒါကကျူတင်စရိတ်အနေနဲ့ပါဇာနီကငွေကိုလိုက်ပြီးတော့ငါ့ကိုငွေတက်မင်းရဲ့ကတိစကားကိုပိုယုံနေရှင်းတဲ့အောင်နှစ်ယောက်လုံးဒီကိစ္စမှာခေါင်းအေးထားပြီးဗာနဲ့တတိနဲ့လို့ဖို့လိုတယ်ဟုတ်ကဲ့ကိုတိုးနှစ်ယောက်လမ်းခွဲခဲ့ကြတယ်မင်းတက်ချင်းကပထမဆုံးမဟာမိတ်စတင်ဖွဲ့စည်းနိုင်ခဲ့ပြီဇာနီရဲ့ကိုကြီးနဲ့သူတို့ရဲ့စောင့်ကြည့်မှုကပုံမထိရောက်လာတော့မယ်ဒါပေမဲ့ဒီပြီးပေါင်းမှုကသူတို့အတွက်ဘယ်လိုအန္တရာယ်တွေဆက်ခေါ်သွားမလဲနောက်ွယ်အပိုင်းရှစ်မင်းတက်ချင်းနဲ့သဘောတူရပြီနောက်တစ်နေ့ကစပြီးတော့ဇာနီတယောက်သူ့ရဲ့အန္တရာယ်များတဲ့အလုပ်တွေကိုစတင်လိုက်တယ်သူအလုပ်ကနေခိုင်းတဲ့စောစောဆင်းပြီးတော့သူ့ရဲ့စပိန်ဟောင်းလေးကိုအားပြုနေကမြို့နောက်ဘက်ခြမ်းကလူကင်းမရရက်စီကိုဦးတီးခဲ့တယ်မင်းတက်ချင်းကသူ့ကိုဂရောင်းနေရှိတဲ့နေရာအတီးကျရင်အနီးတစ်ဝိုက်ကပုံးကိုလိုအောင်မယ်နေရာတချို့ကိုကြိုတင်ပြီးတော့လမ်းညွှန်ပြသပေးထားတယ်ဇာနီရောက်သွားချိန်မှာတော့နေဆောင်နေပြီပတ်ဝန်းကျင်ကတိတ်ဆိတ်ပြီးတော့ရင်ကစိတ်ုံလို့သမားနေထိုင်ခဲ့ရတဲ့တူတဲ့စိုးမြတန်ရအိုးအိမ်လေးတွေကလွယ်ရင်ဘာမှမရှိဘူးလေတွေမှာကဖုံမို့တဲ့အပြင်တစ်ချက်အနီးနားကမြကန်းသားစီကရင်းနှီးနေလို့အနံ့ကတော့ပါလာတတ်တယ်ဇာနီကမင်းတက်ချင်းကြီးမှာထားတဲ့ဂိုရောင်ချံဝင်းကိုအပေါ်စီးကနေလမ်းမနိုင်မဲ့တောင်ကုန်းငယ်လေးတစ်ခုပေါ်ကနေခြုံပုတ်တွေကြားထဲမှာသူ့ကိုယ်သူပေါ်သွားရတယ်မင်းတက်ချင်းကသူ့ကိုမှန်ဘလူးသေးသားတစ်ခုပေးထားတယ်သူမှန်ဘလူးနဲ့ခြံဝင်းထဲကိုချောင်းကြည့်လိုက်တယ်ဝင်ပေါက်ကတန်တကားကြီးကပိတ်ထားစေအဆောင်ရုံထဲမှာလူနှစ်ယောက်ကစကားတိုင်းပြောနေတာကိုလည်းတွေ့ရတယ်ခြံဝင်းထဲမှာတော့ဂိုရောင်ကြီးတွေကငြိမ်သက်နေတယ်ဇာနီကစိတ်ရှိနေစောင်းကြည့်နေတယ်သူကလမ်းပေါ်မှာကြီးပြင်းလာသူပြီးပုံရှိုးကကြိုဆောင်ကြည့်ရတဲ့အလုပ်မျိုးမှာတိတ်ပြီးတော့မစိမ့်လာအောင်ဒါပေမဲ့ဒီတစ်ခါတော့အခြေအနေကပိုတင်းမာပြီးတော့အန်ဒီရများမှန်သူတည်တယ်နိုင်ဝက်လောက်ကြာခံဝင်းထဲကဂိုရောင်တစ်ခုရဲ့တကားကပွင့်လာပြီးတော့လူတုံးလေးယောက်ဆွလာတာကိုတွေ့လိုက်ရတယ်သူတို့ထဲမှာဂုံရဲ့တပည့်ဒါဘီကိုသူမှတ်မိလိုက်တယ်တို့ကခြံဝင်းထဲမှာဟိုဒီရှောက်ကြည့်ရရင်စီဂရက်တောက်နေကြတယ်ခဏကြာမှတော့ကုန်တင်ကားအကြီးတစ်ခြံဝင်းထဲကိုမောင်းဝင်လာတယ်ကားဝင်လာတော့အပေါက်ကအဆောင်တွေကတကားကိုဖွင့်ပေးပြီးတော့ကားဝင်သွားမှပြန်ပေးလိုက်တယ်ကုန်တင်ကားကဂိုရောင်တစ်ခုတစ်ခုမှရပ်ပြီးတော့ကားပေါ်ကနေလူနှစ်ယောက်ဆင်းလာတယ်သူတို့ကဒါဘီတို့ဖွဲ့နဲ့ဒါခဏပြောပြီးတော့ဂိုရောင်ထဲကိုဝင်သွားကြတယ်ဇာနီကမန်ဘလူးနဲ့တခြားကြည့်ပေမဲ့ဂိုရောင်ထဲမှာဘာတွေရှိလဲကားပေါ်ကဘာတွေချနေလဲဆိုတော့ရှင်းနေကိုမမြင်ရဘူးသူစားစောင်းကြည့်နေတယ်မှာပဲရုတ်တရက်သူ့နောက်ခြုံကွန်ကနေခြေတန်းလို့ကြားလိုက်ရတယ်ဇာနီလန့်သွားပြီးတော့မန်ဘလူးကိုအမြန်သိမ်းကခြုံကြားထဲမှာညင်လိုက်တယ်သူ့ရင်တွေဒုံနဲ့ခုန်နေတယ်အဆောင်တွေကသူ့ကိုတတိထားမိတော့လားခဏကြောင်ကတော့ခွေးလေးဖွေးလေးတစ်ကောင်ကခြုံနှင်းကနေထွက်လာပြီးသူ့ကိုမော်ဂျီကတစ်ချက်ဟောင်ပြီးတော့ပြန်ထွက်သွားခဲ့တယ်ဇာနီကတပင်းချလိုက်မိတယ်တော်သေးတယ်သူဒီနေရာမှာကြာနေလို့ဖြစ်တော့ဘူးဆိုတာကိုသိလိုက်ရတယ်နောက်တဲ့နိုင်ဝက်လောက်ထပ်ဆောင်ကြည့်ပြီးနှမောင်သားပြီးတော့မှတောင်ကုန်းပေါ်ကနေတစ်စိတ်ပြန်ဆင်းလာခဲ့တယ်သူမှတ်မိတော့ကတော့ကောင်းကင်ကားတစ်စီးဝင်သွားတာနဲ့ဒါဘီတို့ဘွဲလှုပ်ရှားမှုတွေပဲဒါကတိတ်ပြီးတိကျအချက်တော့မဟုတ်သေးဘူးနောက်တစ်နေ့မှာဇာနီကမိန်တက်စင်းနဲ့လမ်းကြားတစ်ခုမှာတိုးဝက်စာတွေ့ပြန်တယ်ဘယ်လိုလဲကိုဇာနီအခြေအနေထူးခြားသေးလားမိန်တက်စင်းကမေးလိုက်တယ်ဇာနီကခေါင်းခါပြိုင်နဲ့တိတ်တော့မထူးခြားသေးဘူးကငါမင်းညညနေပိုင်းတောဆောင်ကြည့်တာကုန်တင်ကားအကြီးကြီးဝင်သွားတာပဲတွေ့ခဲ့ဒါဘီတို့ဖွဲ့ရဲရှိတယ်ဒါပေမဲ့ကိုရောင်ထဲမှာဘာတွေလုပ်နေလဲဆိုတော့တေချာမမြင်ရဘူးပြီးတော့အဲ့နေရာကလူတော်ပြက်တယ်ငါကြော်ရဲတော့နည်းနည်းတော့ထိတ်လန့်သားမင်းတက်ချင်းကခေါင်းညှိလိုက်တယ်ဟုတ်တယ်ကိုအငြင်းများမှကျွန်တော်သိပါတယ်ဒါကြောင့်ကျွန်တော်ကိုအတင်းမတိုက်တွန်းခြင်းဘူးအချင်းချင်းမဟန်ပြန်ဆုတ်ခဲ့ပါရပါတယ်ငါတို့လည်းတော့ဆက်လုပ်ကြည့်ပေးမယ်ဒါပေမဲ့ငါတို့ဒီချက်ပူဒီချက်ညီတဲ့သတင်းတွေလိုချင်လို့ရှင်တော့ညီလက်မြောင်းဖို့လိုမလားပဲနေကင်းမှာကုန်တင်ကားသေးဆွားရလို့ချင်းအဲ့ကားကိုလိုက်ကြည့်ရင်ရောဇာနီကအဲ့လိုမျိုးကြံပေးတယ်မင်းတက်ချင်းကခဏစဉ်းစားလိုက်တယ်အဲ့ဒါလည်းကောင်းပါတယ်ဒါပေမဲ့ကုန်တင်ကားလိုက်ဖို့ဆိုရင်ကျွန်တော်တို့မှာဆိုင်ကယ်ပြည့်လိုမယ်ပြီးတော့လူနှစ်ယောက်လောက်လိုမယ်တယောက်တည်းလိုက်လို့ရှိရင်အန်ရများရယ်ဆိုင်ကယ်ကတော့ငါးငယ်ရင်တယောက်စီကငားလို့ရနိုင်မယ်ထင်တယ်လူကတော့မင်းငယ်ရင်လည်းကိုခေါ်လို့မရဘူးလားသူကဒီကိစ္စမှာပါခြင်းနေရမှာဟုတ်လားမင်းတက်ချင်းကမမောင်ကျုပ်သွားတယ်ရင်းတက်ကိုဒီကိစ္စဆိုတဲ့ကိုသူချီတုံချတော့ဖြစ်နေတယ်ရင်းတက်ကစိတ်မြန်လိုက်မြန်တော့လဲတခုမိုင်းသွားမှာကိုသူဆွေးနေရင်းကိုတော့ကျွန်တော်နောက်ဆုံးချိန်ကြပါပဲတီးပေးခြင်းနဲ့လောလောဆယ်တော့အကူဇာနီပဲကုန်တင်ကားဝင်ထွက်ချိန်တွေကိုမှတ်ထားရပါဘယ်နေ့ဘယ်ချိန်မှာပုံမှန်ဝင်ထွက်တယ်ဆိုတာကိုသိရရင်ကျွန်တော်တို့နောက်တစ်ဆင့်ကိုစီစဉ်ဆက်ဆွဲလို့ရတယ်ဇာနီကခေါင်းငိမ့်လိုက်တယ်
အေးလေဒါဆိုကြဒီတိုင်းမဆောက်လို့ရတာပေါ့ငါတော့ဒီသွားဆောင်ကြည့်ပေးမယ်တခုထူကြရင်မင်းကိုချက်ချင်းအကြောင်းကြားရမယ်ကျေးဇူးပါပဲကိုဇာနီအစားအစာရဂရုစိုက်ပါမင်းတက်ချင်းကဇာနီကိုနောက်ထပ်ငွေတချို့ထပ်ပေးလိုက်တယ်ဇာနီကငွေကိုယူရင်စိတ်ချပါငါလည်းဂုံတို့ကိုအမြန်ဆုံးကြာဆုံးတည်နေတာအဲ့လိုနဲ့ပဲကျွန်တော်ကလမ်းခွဲခဲ့ကြတယ်ဇာနီရဲ့စောင့်ကြည့်မှုကအစားအမှာထင်တော့အချက်လက်မရသေးပေမဲ့လုံးဝလက်ဟတော့မဖြစ်ခဲ့ဘူးတို့မှချိန်လိုသေးတယ်စိတ်စေဖို့လိုသေးတယ်မင်းတက်ချင်းကဇာနီပေးတဲ့ချက်လက်တွေကိုစားတော့မှစနစ်တကျမှတ်သားထားရတယ်ကိုနေကနံပါတ်အချိန်အဆောင်အခြေအနေအသေးစိတ်ချက်လက်တိုင်းကိုအရေးကြီးမှန်းသူသိနေခဲ့တယ်တထင်ကပဲသူចောင်းစာကိုလည်းလုံးဝလက်မလွတ်ချင်ဘူးအောင်ခန်းကျော်ရဲ့အိမ်မက်တွေကလူသုံးတော်ကြီးသူဖြစ်နိုင်တာပညာတတ်တယောက်ဖြစ်နေသူအောင်မြင်အောင်ကြိုးစားရင်သေးရဲ့လေသူရဲ့လက်စားကြီးခီးရင်ကသူ့ပညာရေးကိုထိရိုက်မခံနိုင်ဘူးသူအချိန်ကိုခွဲခြမ်းပြီးတော့နှစ်ဖက်လုံးမြတ်တော့အောင်သူကြိုးစားရတော့မယ်သူရဲ့စေးစားမဲ့လမ်းကပို့ပြီးတော့စိန်ခေါ်မှုတွေများလာပြီတစ်ဖက်မှာကအန်ရများရဲ့စုံစမ်းမှုတွေတစ်ဖက်မှာကចောင်းစာတွေသူဒီနှစ်ခုလုံးကိုဘလို့ဟန်ချက်ညီအောင်ထိန်းချောင်းသွားမလဲပဲဇာနီရဲ့စောင့်ကြည့်မှုကရောသူတို့လိုချင်တဲ့တက်တဲ့ထော်တွေကိုဖော်ထုတ်နိုင်မှာမလားအဲ့ဒါကိုတော့နောက်ထပ်အပိုင်း9မှာဆက်လက်ပြီးတော့ဖော်ပြသွားပါမယ်ဆက်လက်ပြီးတော့ဖတ်ရှုဝေးကြပါဦးနောက်ွယ်အပိုင်း9ဇာနီရဲ့စောင့်ကြည့်မှုကရက်အတန်ကြာစတိုက်ဆိုလိုပြုလုပ်ခဲ့တယ်သူကမင်းတက်ရှင်တွေကိုကိုရောရဲ့ကုန်တင်ကားဝင်ထွက်ချိန်တရားတွေကားနံပါတ်တွေအဆောင်အပြောင်းလဲအချိန်တွေကိုတန်းရတော့မှတ်တမ်းနေပြီးတော့ပေးဖို့ရယ်အချက်အလက်တွေကတဖြည်းဖြည်းစုမိလာပေမဲ့တိကျတဲ့သက်သေထားတော့ခိုင်လုံကတော့မရရှိသေးဘူးကိုရောနဲ့ကဘာရှိလဲဆိုတာကဘယင်းလိုဖြစ်နေသေးပဲညမှာတော့ဇာနီတယောက်ထုံးစံတိုင်းတောင်ကုန်းပေါ်ကခြုံပုတ်ကြားထဲမှာပေါအောင်စောင့်ကြည့်နေစဉ်အရင်ညရည်နဲ့မတူတဲ့လှုပ်ရှားမှုတစ်ခုကိုသိထားမိလိုက်တယ်ညသကောင်ကျော်မှာကုန်တင်ကားကြီးတစ်စီးစားအလုံပိတ်ဘန်ကားနဲ့အောင်ကားသုံးစီးကတန်းစီပြီးတော့ခြံဝင်းထဲကိုဝင်လာခဲ့တယ်အဆောင်တွေကလည်းအရင်ကတည်းကပိုများနေပြီးတော့ပို့ပြီးတော့ဒရေကြီးနေပုံရတယ်ဘန်ကားတွေကကိုရောင်အမှတ်3ရှိမှရက်လိုက်တယ်ကိုရောင်တကားပွင့်လာပြီးတော့အထင်းကနေတတိယထွက်လာခဲ့တယ်အဲ့ဒီတွေမှာဂုံးကိုယ်တိုင်ပါလာတော့ဇာနီကမှန်လူကနေတစ်ဆင့်လမ်းတွေးလိုက်ရတယ်သူ့ရင်နဲ့ဒိန်းလေးဖြစ်သွားတယ်ဂုံးကိုယ်တိုင်ကဒီချင်းကြီးညာရောက်လာတယ်ဆိုပေကပါမန်ကိစ္စတော့မဟုတ်နိုင်ဘူးဘန်ကားပေါ်ကနေပြည်နယ်ကြီးတွေကိုလူတွေကကိုရောင်နဲ့ကိုတဲချနေရတယ်အဝေးကလမ်းကြီးရမို့အဲ့ထက်မှာဘာပါလဲဆိုတာကဇာနီတခြားမမြင်ရဘူးဒါပေမဲ့လူတွေလှုပ်ရှားပုံကဂုံးရဲ့အမိန်ပေးနေတဲ့ပုံစံတွေရတရားဝင်ပြည်သူမှုဆိုတာကတရတလောက်ရှိတယ်ပစ္စည်းတွေတင်ချနေနေရုပ်ရည်ကိုရောင်နဲ့တခြားလူတယောက်ကိုတခြားလူမျိုးကဆွဲထုတ်တာကိုတွေ့လိုက်ရတယ်အဲ့လူကရုံးကနေပြီးတော့သူ့မျက်နှာမှာတွေးနေတဲ့ဂုံးကသူ့ရှေ့ကိုရှောက်သွားပြီးတခုခုပြောရတယ်ထို့နောက်မှာတော့အားဆိုရဲအဲ့လူရဲ့နာကျင်စော် online တန်ကတိတ်ဆိတ်နေတဲ့ညားဘက်ရဲ့လေးဦးထဲမှာကျေလောင်စွာပြန့်နှံ့သွားတယ်ဇာနီကိုယ်တိုင်စသိန်းတွေပါထားသွားတယ်ဂုံးရဲ့လူတွေကအဲ့လူတွေကိုဝိုင်းရိုင်းနှက်လိုက်နေကြတယ်လက်သူရဲ့ခြေထောက်တွေနဲ့မညာမတာခဏအကြာမှာတော့အော်တန်တိတ်သွားပြီအဲ့လူကမျိုးကမလုံးမရဖြစ်သွားပြီဂုံးကသူ့တွေကိုအချက်တစ်ခုခုပြလိုက်ပြီးအဲ့လူရဲ့ကိုဘန်ကားတတိပေါ်ပြစ်တင်လိုက်ရတယ်ဇာနီတယောက်ကမြင်လိုက်မြင်ညာသူ့တကိုယ်တုံးနေတယ်သူ့မျက်စိရှိမှလူတယောက်က ESS ရိုက်နှက်ခံရပြီးတော့အလောင်းလိုဖြစ်သွားတာကိုမြင်လိုက်ရတယ်ဒါကသူတင်ထားတဲ့ပို့ပြီးတော့အများကြီးဆိုးသွားနေပြီသူဒီနေရာမှာဆက်နေလို့မဖြစ်တော့ဘူးသူ့ကိုယ်သာမိသွားရင်အဲ့လိုဖြစ်သွားမှဆိုတော့ကတေးကြနေပြီသူအသက်ကိုအောင်ပြီးတော့ခြုံကိုကြားကနေတော့တစ်ခါပြန်ထုတ်သွားဖို့ကြိုးစားရတယ်ဒါပေမဲ့သူလှူရှားတဲ့အချိန်မှာခြုံပုတ်ဂိုင်းကြောက်တစ်ခုကိုခြုံပုတ်ကြားမှာတင်ကိုင်းကြောက်တစ်ခုကိုနင်းမိပြီးတော့ကျိုးကနေအတန်ထွက်သွားတယ်ဟေ့ဘသူလဲဟာခြံဝင်းမှာကင်းတဲ့နေဝင်ကအဆောင်တယောက်ရဲ့အော်တန်ကိုကြားလိုက်ရတယ်ဒါမီးရောင်တစ်ခုကသူ့ပုံးနဲ့တောင်ကုန်းဘက်ကိုထိုးလာတယ်ဇာနီလိပ်ပြလေးမတက်ဖြစ်သွားတယ်သူတောင်ကုန်းပေါ်ကနေအမောင်ထဲမှာပြေးစင်းတော့တယ်သူ့နောက်ကနေခြေတံတွေနဲ့အော်ဟစ်တံတွေကလိုက်လာခဲ့တယ်ဟိုမှာပြေးပြီးမိအောင်ဖမ်းကြဇာနီအားကုန်သွင်းပြေးတယ်သူ့စပိန်ထားခဲ့တဲ့တန်လျာဥိန်တီကိုပြေးသွားတယ်ဒါပေမဲ့နောက်ကလိုက်ရတဲ့လူကပုံမြန်တယ်သူ့နောက်ကိုတဖြည်းဖြည်းချင်းကလာတယ်ရက်စမ်းသူ့ပခုံးကိုလက်တစ်ဖက်ကလှမ်းဆွဲလိုက်တယ်ဇာနီကအားနဲ့ယုံလိုက်ပြီးနောက်ပြန်လည်းကသူ့ကိုလှမ်းဆွဲလူရဲ့မျက်နှာကိုလက်သေးနဲ့အားကုန်ဆွဲတယ်ခွအဲ့လူရိုင်သွားတဲ့အချိန်မှာဇာနီကဆက်ပြေးတယ်သူစပိန်စီရောက်တော့အမြန်တက်ခါပြီးတော့အားကုန်နေခဲ့နောက်ကနေကျိန်ဆဲတဲ့နေလိုက်လာတဲ့ခြေတံကြားနေရမယ်သူနောက်ကိုလဲမကြည့်ဝင်တော့သူ့ရင်ရတရုံလုံးကုန်နေပြီးတော့ချွေးတွေကရွှဲနေနေတယ်တင်မင်းလက်ကနေပြေးလွတ်လာခဲ့ခြင်းဖြစ်တယ်နောက်တစ်မိနစ်ဆိုတော့မင်းတက်ချင်းအဲ့ရကနေလို့ရင်သူ့အိတ်တကားထောက်တန်ကြလိုက်ရတယ်သူဖွင့်ကြည့်လိုက်တော့ဇာနီရဲ့ပုံစံကဖြူပြဲဖြစ်နေပြီးတော့မျက်နှာတွေကလည်းပုံးပတ်နေရတဲ့ကိုဇာနီဘာဖြစ်လာရလဲမင်းတက်ချင်းကလန့်သွားတယ်ဇာနီကသူ့ခန်းထဲကိုအမြန်ဝင်လိုက်ပြီးတော့တကားပိတ်လိုက်တယ်ငါမင်းညမီးတော့မလို့ကွသူအသက်ကိုမနှဲရှူသေးရင်မင်းညကဖြစ်တယ်သူမြင်ခဲ့ရတဲ့ဆက်မှုတွေကိုမင်းတက်ချင်းကိုပြောလိုက်တယ်မင်းတက်ချင်းကကြားတဲ့သတင်းကြောင့်မျက်နှာပြသွားတယ်ဂုံတို့ဘက်ကလူတက်ဖို့တောင်ဝင်မလေးတော့ဘူးဆိုတာကိုသိလိုက်ရတယ်ဇာနီတာပန်းခံလိုက်ရတယ်သူတွေးတော့မတွေးရတောင်းပန်ပါတယ်ကိုဇာနီကျွန်တော်ကြောင့်ကိုအနေဖြစ်ရတယ်ဇာနီကခေါင်းခါတယ်မင်းကြောင့်မဟုတ်ပါဘူးငါ့ဘာသာတတိထားမိလို့ပါဒါပေမဲ့ငါတို့သိထားရမှာအဲ့ကိုတော်တွေငါတို့ထင်ထားတယ်ပို့ပြီးတော့အန်ရအများရဲ့အထဲမှာဘာရှိလဲမသိမဲ့လူတက်မှုတွေအဓိကတော့ဖြစ်နေပြီဟုတ်တယ်ကျွန်တော်ဒီတက်ပို့ပြီးတော့တတိထားရတော့မယ်ကိုဇာနီလော့စင်နားလိုက်ပါအောင်ကျွန်တော်တို့စီစဉ်ကိုနောက်ပြန်ဆွဲရမယ်ဇာနီကခေါင်းညက်ပြီးမင်းတက်ချင်းခန်းထဲကထွက်သွားတယ်မင်းချက်ချင်းရောက်ကြံခဲ့ချိန်မှာသူ့စိတ်တွေကပို့ပြီးတော့လေးလံလာခဲ့ဇာနီရဲ့အဖြစ်ကသူ့ကိုတတိပေးလိုက်သလိုပဲဒီလမ်းကဘယ်လောက်ကျန်လဲဆိုတာကိုပေါ့သူအဲ့နေ့ကကြောင်းစင်းတော့စိတ်တွေကကိုတော်ကိစ္စမှာပဲရောက်နေတယ်အတန်းထဲမှာမြင်တော့ရင်သူ့ကိုခိုးကြည့်နေတာကိုသတိထားမိလိုက်တယ်သူမရဲ့အကြည့်တွေမှာစိုးရိမ်မှုတွေပါနေသလိုပဲ
ကြောင်းစင်းတော့မမြင်လို့ခင်ကသူ့အနားကိုရောက်လာခဲ့တယ်မင်းတက်ရှင်နင်းကြည့်ရတယ်ဟိုးဖြစ်နေတယ်လို့ပဲမျက်နှာလည်းမကောင်းအဆင်ပြေရလားသူမရဲ့တန်လေးကနူးညံ့ပြီးတော့ဂူဆိုင်မှုတွေအပြည့်ပါနေတယ်မင်းတက်ရှင်ကသူမကိုကြည့်လိုက်တယ်သူမရဲ့ကြည်နေတဲ့မျက်ဝန်းနဲ့စိုးရိမ်တဲ့မျက်နှာလေးကိုမြင်တော့သူ့ရဲ့ရင်ထဲကလေးလံမှုတွေကခဏခဏပြောက်ပြောက်ခံစားလိုက်ရတယ်သူမကိုအရာအလုံးဖွင့်ပြလိုက်ရှင်တယ်သူရင်ဆိုင်နေရတဲ့အနေတွေသူ့ရဲ့ကြောက်စိတ်တွေသူ့ရဲ့ဝင်တော်ဝင်မိုးတွေကြောင်းဒါပေမဲ့သူလုံးလို့လည်းမဖြစ်သေးဘူးသူမကိုဒီမောင်ကိုပါလေသူဆွဲခေါ်သွားခြင်းဘူးငါအဆင်ပြေပါရဲ့စောင်းပွဲကြီးတော်စားတွေများပြီးတော့နည်းနည်းပြင်ပန်းနေရပါသူအပြောတစ်ခုကိုအာယူဖန်တီးနေလိမ်ပြောလိုက်ရတယ်မင်းမလို့ခင်ကသူ့ကိုမြုံကြည့်သလိုကြည့်ရတကယ်အဆင်ပြေလားမင်းပုံစံကအရင်နဲ့ကွာခြားသွားသလိုပဲအောက်ခန်းကျော်ကိစ္စကြောင့်လားယင်အောက်ခန်းကျော်နာမည်ကြောင့်မင်းထက်ရှိရဲ့ရင်နဲ့စိုးနေသွားတယ်ဟုတ်ပါရဲ့သူ့အတွက်စိတ်မကောင်းဖြစ်နေတော့မယ်ငါလည်းသူ့အတွက်စိတ်မကောင်းပါဘူးသူကအရန်မင်းတို့ကစကားအောင်ပြောနိုင်မယ်ခေါင်းငုံသွားတယ်သူမရဲ့ပခုံးလေးတွေကတုံနေတယ်မင်းထက်ရှင်ကသူမကိုအားပေးခြင်းစိတ်ကိုပေါ်လာတယ်သူ့လက်တွေကသူမပခုံးပေါ်ကိုအသားရပုတ်ပေးမိတယ်ဒါပေမဲ့သူထိန်းချုပ်လိုက်တယ်ငါတို့သူ့ကိုအများသတိရနေရမှာပါသူကောင်းရမွန်ရရောက်နေပါပါမင်းတို့ကမျက်ရည်သားတွေကိုတုံရင်မောကြည့်တယ်နင့်ကိုလည်းစည်းစားအောင်နော်အရန်ကြီးတရားလည်းခံစားမိနဲ့ငါအမြဲနေပြီးနားမှာရှိနေမှာပါသူမရဲ့စကားကြောင့်မင်းထက်ရှင်ရင်ထဲမှာနှွေးထွေးမှုတုံတရားကိုခံစားလိုက်ရတယ်သူ့ရဲ့အထီးကျန်ဆန်ပြီးအန်ရံများရဲ့လောကထဲမှာဒီလိုစကားတစ်ခုကသူ့အတွက်အားသေးတစ်ခွက်လိုပဲဖြစ်တယ်ကျေးဇူးတင်ပါတယ်မင်းတို့ခင်သူတို့နှစ်ယောက်ခဏလာချင်းတက်သွားတယ်စကားလုံးတွေမလို့ပဲအကြည့်ရနားလည်မှုယူနေကြတယ်လို့မျိုးပဲဖြစ်တယ်ဒါပေမဲ့ငင်းညံ့မှုကကြာရှည်တော့မခံလိုက်ပါဘူးဟဲ့အောင်ရှင်းသက်ရဲရင်းတဲ့ရဲ့အတန်ဝါကသူတို့နှစ်ယောက်ကြားကတိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်တယ်ရဲရင်းကသူတို့စီလျှောက်လာပြီးတော့မင်းထက်ချင်းကိုစူးတိုက်ကြည့်နေတယ်သူ့မျက်လုံးထဲမှာနားလေရခတဲ့အေးရောင်တွေပါနေတယ်မင်းဒီမှာဘာလုပ်နေရလဲမင်းကိုလိုက်ရှာနေရရဲရင်းကမင်းတို့ခင်ကိုတစ်ချက်ကြည့်ပြီးတော့မင်းထက်ချင်းကိုမေးလိုက်တယ်ငါမင်းတို့ရဲ့စကားပြောနေတာပါရဲလေးထက်ရအေးငါတို့သွားရကြည့်ရလာခဲ့ရဲရင်းကမင်းထက်ချင်းလက်ပေါင်းကိုဆွဲကထွက်သွားဖို့ပြင်နေတယ်ခဏရဲလေးမင်းတက်ချင်းကမင်းတို့ကအားနာတယ်လို့ကြည့်ပြီးတော့ငါသွားလိုက်အောင်မယ်နော်မင်းတို့ကခေါင်းချင်းပြလိုက်ရင်မဲ့သူမမျက်နှာမှာတော့စိတ်မကောင်းဖြစ်သွားတဲ့အောင်တွေကိုမြင်နေရတယ်ဇရင်တက်ကမင်းတက်ချင်းကိုလူချင်းရည်ဆွဲခေါ်သွားတယ်မင်းဘာဖြစ်နေရလဲရှင်းနဲ့မင်းကတော့ငါ့ကိုချောင်းနေတယ်လို့ပဲပြီးတော့အဲ့ကောင်မလေးတွေကပါလဲဘာမှမဟုတ်ပါဘူးရဲလေးမင်းထင်တယ်လို့မဟုတ်ပါဘူးငါဘာထင်လို့လဲမင်းသိယူလားရဲလင်းကဒေါသဆန်နဲ့ပြောတယ်ငါတို့ငယ်ချင်းတက်ချက်သားကြီးကိုကြွားနေချိန်မှာမင်းကတော့ရဲလေးမင်းထက်ချင်းကတန်ရဲနဲ့ပြောလိုက်တယ်ငါဘာမှမမေ့ဘူးငါအမြဲတမ်းအောင်ထဲတော့စဉ်းစားနေတယ်ဒါပေမဲ့ငါတို့စိတ်လိုက်မှလည်းလို့မရဘူးအချင်းကြီးကငါတို့နေရာလည်းပို့ပြီးတော့ရှုပ်ထွေးနေတယ်ဘာရှုပ်ထွေးရလဲဂုံတို့ကောင်တွေကလူတက်နေပြီမင်းကြားပြီလားဒီမင်းရက်ကွက်တွေမှာသတင်းပြန့်နေတယ်လွန်ခဲ့တဲ့နေ့ကပျောက်သွားတဲ့ကုန်စည်တယောက်အလောင်းကိုမြင်နာမှာကန်းနာမှာပြန်တွေ့ရတဲ့ရဲတွေကရိုးတဲ့လူတန်းကိုပြောနေမဲ့ငါတော့ဂုံတို့လက်ချက်လို့ပဲထင်တယ်မင်းတဲ့ချင်းကတုံးလို့သွားတယ်စာနေမြင်ခဲ့တဲ့လူကအဲ့ဒီကုန်တွေဖြစ်နေတာတော့အချင်းတွေကတကယ်ကိုစိုးရွားနေပြီငါသိရဲလေငါသိရဲဒါကြောင့်ငါတို့ပို့ပြီးသတိထားမယ်လို့ပြောနေတာသတိထားရတယ်မပြီးရှင်တဲ့အားတစ်ခုလောက်ရပါမယ်ရန်ကြီးနေလို့တော့မဖြစ်တော့ဘူးဒင်းကသူ့လက်မောင်းကိုစုပ်ကိုင်းနေပြောတယ်သူ့မျိုးတွေကလက်သားချီလိုတဲ့အောင်နဲ့လုံးဝကိုတောက်ပါနေတယ်မိန်းတက်ချင်းကသူ့တငယ်ချင်းရဲ့ပောက်ကွဲတော့မဲ့စိတ်ကိုနားတယ်ဒါပေမဲ့ဒီချင်းသူဘာမှမလုပ်နိုင်သေးဘူးသူတို့ကခိုင်မာတဲ့တဲ့ဒါမှမဟုတ်အစီအစဉ်မရှိသေးဘူးငါ့ကိုချင်းနေပြီးပါရဲလေငါတို့ခွင့်ရလာမှာပါအဲ့ချိန်ကျရင်ငါမင်းကိုရင်ဆုံးတီးပေးမယ်ရဲတကသူ့ကိုမကြင်မနဲ့စိုက်ကြည့်နေမယ်နောက်ဆုံးတော့လက်ကိုလွတ်ခဲ့တယ်ကောင်းပြီရှင်းတဲ့ဒါပေမဲ့ရမ်းကြလို့တော့မရဘူးငါစိတ်တွေထိန်းချုပ်လို့မရတော့ခင်တခုလောက်ရအောင်ရဲတကထွက်သွားတော့မင်းတက်ချင်းတယောက်လည်းကြံခဲ့သူ့ပခုံးကဝင်လုံးဘူတွေကပို့ပြီးတော့လေးလံလာခဲ့ကျဆတ်မှုတွေတေဆုံးမှုတွေတကယ်ချင်းရဲ့ဖိအားပေးမှုမင်းတို့ခင်ပေါ်ထားရှိရတဲ့သူ့ရဲ့မဝင်တဲ့ခဏချက်တွေအရာအလုံးကသူ့ကိုဝိုင်းချန်နေတယ်သူ့ရဲ့လမ်းကမှောင်ဝိုင်းပြီးတော့ရှည်ပြားလို့နေတယ်သူဒီလမ်းကိုဆုံးရှင်းနိုင်ပါမလားဆိုတာကတော့နောက်ွယ်အပိုင်း30မှာဆက်လက်ပြီးတော့နားထောင်ပေးကြပါဦးနောက်ွယ်အပိုင်း30ရက်ကွက်ထဲမှာပြန်နေတဲ့ကုန်စည်ရောတုံးသတင်းကမင်းတက်ရှင်တဲ့ရင်တက်ကြကတင်းမာမှုကိုပို့ဆိုးစေခဲ့တဲ့ရဲရင်တက်ကဇာနေမြင်ခဲ့လူတက်မှုနဲ့ဒီသတင်းကိုဆက်ဆက်လိုက်ပြီးတော့ဂုံတို့ဖွဲ့ရသမှုကိုပို့ပြီးတော့သိမြင်လာတယ်သူ့ရဲ့သားရှိလိုစိတ်ကထိချုံမရနိုင်အောင်ပြင်းထန်တာလေးဖြစ်တယ်သူမင်းတက်ရှင်ရဲ့အချိန်ကိုစောင့်မှဆိုတဲ့စကားကိုသူနားမဝင်နိုင်တော့သူတကယ်ချင်းအောင်ခန်းကြော်ခံရသလိုမျိုးအပြစ်မဲ့လူတွေထပ်ပြီးတည်ဆုံတာကိုသူလက်ပိုက်ကြည့်မြင်နိုင်တော့ဘူးငါဒီတိုင်းထိုင်ခန်းလုံးဖြစ်တော့ရှင်းတဲ့မင်းမလို့ရင်ငါမှသာလုပ်မယ်အဲဒီညကရဲရင်တက်ကမင်းတက်ရှင်ကနောက်ဆုံးချိန်လာပြောခြင်းဖြစ်တယ်သူ့မျိုးလုံးတွေကနီးရဲပြီးအတန်ကလေးတော်သားကြောင့်တုံရင်နေတယ်စိတ်ထဲမှာရဲလင်းငါ့ဘာစီစဉ်မရှိသေးဘူးမင်းတယောက်လည်းသွားရဲ့ငါတယောက်တည်းမဟုတ်ဘူးရဲတက်ကဂျားလည်းပြောလိုက်တယ်ငါလည်းအတူလိုက်ရဲတဲ့ကောင်လေးရှိတယ်ငါတို့အောင်ခန်းကျော်တော်တရားမျှဖို့အတွက်တိုက်ပွဲဝင်ရမယ်မင်းတက်ရှင်တုံးလို့သွားတယ်ဘယ်သူတွေလဲရဲလင်းမင်းဘာကြီးကြံနေရလဲဒါကအန်နီများတယ်အန်နီများငါသိတယ်ဒါပေမဲ့ကြောက်နေလို့ဘာမှဖြစ်လာမှာမဟုတ်ဘူးမင်းကြောက်နေဆက်ကြောက်ရင်လည်းတော့ရှင်းတယ်ငါတယောက်လည်း80လို့ရုံပဲရဲရင်တက်ကသူ့ကိုအေးဆက်စွာကြည့်ပြောပြီးတော့လှည့်ထွက်သွားတယ်မင်းတက်ရှင်သူ့ကိုတားဖို့ကြိုးစားရင်မမီလိုက်တော့သူ့ရင်ထဲမှာစိုးရင်တွေ့တလဲရင်တက်လာတယ်ရဲရင်ကဘာလို့မလို့လဲဘယ်သူတွေနဲ့ပေါင်းနေရလဲသူစာနီကိုအမြန်ဆက်သွယ်ဖို့ကြိုးစားရမယ်စာနီကလည်းအခြေအနေရဲ့အကြောင်းပုံးချောင်နေရပြန်ဆက်သွယ်ကမရခဲ့ဘူးနောက်တစ်နေ့မှာတော့မင်းတက်ရှင်တို့ចောင်းသားပြင်သွားပဲသူ့အိမ်ရှိကနေစူညံအော်ဟစ်တန်တွေကြားလိုက်ရတယ်ရက်ကွက်တွေကလူတွေစူယုံဖြစ်နေတယ်သူ့ရင်နဲ့ဒိန်းနဲ့ဖြစ်သွားတယ်တခုတော့မားနေပြီ
သူအပြေးတော့ထွက်ကြည့်တဲ့လိုကြီးရဲ့လည်းမြင်ခွင့်ကြောင့်သူ့ခြေတန်းတွေကရက်တန့်သွားခဲ့တယ်သူ့ကဘာကြီးတစ်ခုလုံးသူတို့ရလို့ခံစားလိုက်ရတယ်မြေပြင်ပေါ်ကတွေးရတဲ့မှာလဲကျနေရတာရဲလင်းတက်သူ့ရဲ့ကိုယ်မှာဓာတ်ချက်ပေါင်းများစွာနဲ့မျက်နှာတစ်ခုလုံးကဖူးရောင်ပြီးတော့ပုံပြက်ပန်းဖြစ်နေတယ်သူ့ရဲ့အတက်မဲ့ရဲ့မျိုးလုံးတွေကကောင်းကင်ကိုစိုက်ကြည့်နေတယ်သူ့ဘေးနားမှာတော့တခြားဘက်တွေကကောင်းကင်နှစ်ယောက်ရဲ့အလောင်းတွေပါရှိနေတယ်သူတို့ကရဲလင်းတက်ပြောလိုက်ရဲတဲ့ကောင်တွေဖြစ်ရမယ်ရဲလင်းမဟုတ်ဘူးမင်းတက်ရှင်နာကျင်သောအော်ဟေးရဲလင်းရဲ့အလောင်းဒီပြေးသွားဖို့ကြိုးစားရမယ်သူ့ရဲ့အမေနဲ့ဘေးရလူတွေကသူ့ကိုအတင်းဝိုင်းဆွဲထားရတယ်တားမသွားနဲ့အန်ရများတယ်တော်ပြောမောင်အောင်ငွေသူ့ကိုတင်းတင်းပတ်ထားတယ်မင်းတက်ရှင်ရဲ့မြင်အောင်တွေကဝေဝါးလာတယ်သူနားထဲမှာရဲနဲ့နောင်စကားတွေကပဲ့တင်နေထက်နေတယ်မင်းကြောက်ရင်ဆက်ကြောက်နေလိုက်တော့ချင်းနဲ့ငါရှေ့ဆက်လို့ရုံပဲသူ့ကြောင့်လားသူသာရဲတဲ့ကိုနားလဲအောင်စိတ်ရှည်အောင်ပြောနိုင်ခဲ့သူသာရဲတဲ့နဲ့တူရက်တီပေးနိုင်ခဲ့အပြစ်တင်စိတ်ပြေနောင်သားတွေဝမ်းနေမှုတွေကသူ့ရဲ့ရင်ကိုဆွဲပြဲနေသလိုဖြစ်တယ်ရဲတွေကရောက်လာပြီးအလောင်းတွေကိုစစ်သေးကြတယ်လူတွေကတယောက်ကမင်းညာကဂုံတို့ပဲနားမှာလာတောင်းချမ်းသွားတယ်ရဲနေတို့ဖွဲ့နေရန်ဖြစ်ရလို့တူတူလေးပြောတယ်ကိုသူကြားလိုက်ရတယ်ဂုံသူနာမည်ကြားရင်မင်းတက်ချင်းရဲ့သူတွေကစူပတ်လာတယ်သူ့မျက်လုံးတွေကဝမ်းနေမှုတွေကအေးဆက်ပြီးတော့တေပေးတပန်းတို့အယောင်တွေနေရာယူလာတယ်သူ့ရဲ့ဒေါသကအရင်ကလို့တစ်ခါမှမခံစားဘူးလို့အောင်ပြင်းထန်နေတယ်ဒါကအောင်ခန့်ကျော်တော့ဒေါသနဲ့မတူဒီဒေါသနောက်ဆုံးကသူ့ရဲ့နောက်ဆုံးကြံရှိနေတဲ့ကြောက်စိတ်စားနာတွေကလောင်ကျွမ်းပြချပြလိုက်တယ်အောင်ခန့်ကျော်ပြီးတော့ရဲလင်းထက်သူ့အခြေဆုံးနေနေတော့သူ့မျက်စိမှာရေးဆက်တည်ဆုံးသွားခဲ့ရပြီသူဘာမှမကာကွယ်ပေးနိုင်ခဲ့ဘူးရဲလင်းထက်ရဲ့နိုင်ကိစ္စကအောင်ခန့်ကျော်ရဲ့နိုင်တက်ပို့ပြီးတော့တိတ်ဆိတ်ချောက်ကနေခဲ့တယ်ရက်ကွက်တွေကလူတွေကကြောက်လန့်ဘယ်သူမှအိမ်ပေါ်ရောက်မလာရဲကြဘူးမင်းတက်ရှင်တယောက်ကသူ့ရဲ့ငယ်ချင်းအလောင်းပေးတာကချက်ပေါင်းကထိုင်နေခဲ့သူ့မငိုတော့ဘူးသူ့မျက်ရည်တွေကခန်းချောက်သွားခဲ့ပြီသူ့မျက်နှာကကြောက်တရုပ်လိုမာကြောနေခဲ့ပြီမိမတို့ကသူ့လက်ဆိုးရင်ပြီးတော့နာရီကိုရောက်လာခဲ့တယ်သူမကသူ့ကိုအားပေးစကားပြောယူလာမယ်မင်းတက်ရှင်ကဘာမှပြန်မပြောခဲ့ဘူးသူ့ရဲ့အေးဆက်တဲ့မှုကသူမကိုကြောက်လန့်စေခဲ့တယ်မင်းတက်ရှင်ဒီလိုကြီးပဲနေလို့ဖြစ်ဘူးလေစိတ်ကိုတုံးထားပြီးတော့ငါ့ကိုတယောက်တည်းပဲလို့ပဲတစ်ခါလို့ပေးတာမိမတို့ကမင်းတက်ရှင်ကသူမကိုမကြည့်ပဲအေးစွာပြောလိုက်တယ်မိမတို့ခင်ရဲ့မျက်ဝန်းတွေကမျက်ရည်တွေကဝဲတက်လာခဲ့သူမသူ့ကိုနားလေပေးခြင်းမဲ့သူ့ရဲ့အေးဆန်းမှုကသူတို့နဲ့ယာမတစ်တိုင်းတစ်ခုလိုဖြစ်နေခဲ့တယ်သူကစိတ်မကောင်းတာနဲ့ပြန်လဲထွက်သွားခဲ့သူမရဲ့ရင်ထဲမှာမင်းတက်ရှင်တော့စိုးရိမ်စိတ်တွေကပို့ပြီးတော့ကြီးထွားလာခဲ့သူတခုမိုင်းနဲ့လမ်းကိုရွေးလိုက်မှာသူမကြောက်နေမိတယ်ရဲရင်းကိုမြေချရဲ့နေ့မှာတော့မင်းတက်ရှင်ကသူ့နဲ့ချင်းအုပ်စုရှိမှတယောက်တည်းရက်နေခဲ့တယ်သူ့လက်ထဲမှာအောင်ခန်းကျော်ထိုင်ဆောင်ရင်းနဲ့ရဲလင်းထိုင်ငယ်သူ့ကိုပေးခဲ့တော့တဲ့ရုပ်လေးတစ်ခုကတင်းကျပ်စွာဆုပ်ကိုင်ထားမိတယ်သူ့ရင်ထဲမှာဂရိစာတစ်ခုကိုတိတ်ဆိတ်ပြလိုက်တယ်အောင်ခန့်ကျော်ရဲလင်းငါးငယ်ချင်းတို့ငါမင်းတို့ကိုဂရိပေးရဲ့မင်းတို့ကငါလည်းလားကြည့်မယ်ဂုံငင်းကြအောင်သူတို့အားလုံးသူတို့ရဲ့လောက်ရတဲ့အတွက်အစာအောင်များကပြန်ပေးဆက်စေရမယ်ငါမှဆုံးရစရာဘာမှမရှိတော့ဘူးဒီတစ်ခါတော့ငါနောက်မဆုတ်တော့ဘူးငါဘလောက်ပဲရဲဆက်ဘလောက်ပဲအောက်တန်းကြငါဘာနဲ့ဟိုဘာမှမဆိုငါလုပ်မယ်မင်းတို့စောင့်ကြည့်နေပါသူမျိုးလုံးတွေကအုပ်ကူဘောကရဲရင်းတဲ့တပ်ပုံစီကနေအဝေးကိုလှည့်ကြည့်လိုက်တယ်သူ့ကြည့်ကအေးဆက်ပြီးသုံးချက်တွေကခိုင်မာနေခဲ့သူ့ရဲ့လမ်းကအခုမှတကယ်စတင်တော့ပါဒီလမ်းဘကသွေးတွေနာကျင်မှုတွေဆုံးရှုံးမှုတွေနဲ့ပြည့်နေလိမ့်မယ်ဒါပေမဲ့သူကယူမဆိုင်တော့သူ့ရင်ထဲမှာလက်သားရည်တွေကလွယ်ဘာမှမရှိတော့ဘူးမင်းတက်ချင်းဆိုတဲ့ကောင်လေးကလုံးဝတည်သွားခဲ့ပြီသူ့နေရာမှာမွေးဖွားလာခဲ့သူကတော့အမောင်လောကရဲ့တားရဲတစ်ကောင်ဖြစ်တယ်ဘလို့တားရဲလဲဆိုတာကိုတော့ကျွန်တော်တို့နောက်နေ့တင်မဲ့ဗီဒီယိုမှာဆက်လက်ပြီးတော့နားထောင်ပေးကြပါအောင်နော်ဆိုတော့ကျွန်တော်တို့စောင့်နေပေးကြပါအောင်